အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Home Christmas လေးဖိတ်ထားလို့တွားခဲ့ပါရှင် Christmas တစ်ပင်လေးနဲ့အမှတ်တရတဲ့ပုံလေးလည်းရိုက်ခဲ့လိုက်သေးတယ်Home Christmas လေးကယူနာဟော့ပေါ့ရဲ့ကြာစံတုတ်ရဲ့ကျွေးပါရဲ့ရှင်ရွက်လေးထည့်အောင်နော်ကဲပို့တော့ဆဆွဲပါပြီရတာကတော့ရမ်းကောင်းပါရဲ့ရှင်ကြက်သားလေးကနူးဤနေရပဲပြန်လာတောင်းပြန်လာရမှာငါလုံညာနဲ့ကျွန်တော်ကိုယ်ကလည်းတောက်ပြီးတော့ဟိုအလာဖိတ်ခေါင်းလေးလားအမီးပြောလိုက်မယ်နော်ွားလေးပဲပုတ်ဒီထဲရမှာတော့ကလေးထဲရမှာဒီထဲနေလေဟုတ်ကဲ့ကျမတို့ကွန်ပျူတာထိုင်မှဒီနာတော့ဒီလိုပဲနားပြီတနေ့ဟုတ်တယ်ရန်စားကောင်းလို့အဝါဆွဲရလိုက်ပါရဲ့ရှင်ဒီအပူသားကိုဟမ်ဟိုကွက်ကဟုတ်ဘူးလာရပြီဒီရောဒီဘက်ကအပူရတယ်ဝမ်းမတည်းဆက်တာကိုလာလေးတွေတောက်ခဲ့လိုက်သေးတယ်သူကချောလာတာနော်တမီးမလားခါတိုင်းကလေးလေးပဲရှိရနော်အဲ့ဒါမှမကြည့်နေဟိုကအရင်တော့ကလေးလေးပါလို့ဟိုတမီးစပိန်စီးနေဟိုကလှုပ်နေချောလာတာတဲ့ဟီဟီဟုတ်ပြီဒီပြင်းတော့အိမ်နီးနားရှင်းနေရောကဲပါပါလို့ကောင်းတယ်ကဲပူလေးပိုက်ဝါသွားပြီဆိုတော့အားလုံးနှုတ်ဆက်လိုက်ပါရဲ့တတ